ကိုပြောလိုက်တဲ့စကားကိုရေးလိုက်တဲ့စာကြောင်းရဲ့အဓိပ္ပာယ်ကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့စကားလုံးလေး၃လုံးအကြောင်းကိုဒီနေ့ပြောပြပေးမယ်နော်အဲ့ဒါတွေက very to so ဒီ၃လုံးလုံးကအရန်အလွန်စတဲ့အဓိပ္ပာယ်တွေရပါတယ်ဒီ၃လုံးလုံးက adjective နာမဝိသေသနာတွေနဲ့တွဲပြီးတော့သုံးပါတယ်ဒါဆိုရင်ဒီ၃လုံးကအတူတူပဲလားအချိန်တွေအားလုံးမှာသုံးနိုင်လားဆိုတာကိုလေ့လာကြည့်ကြရအောင်နော်ဒီ၃လုံးကမတူပါဘူးဒီသုံးလုံးကအသုံးနှုန်းလည်းမတူပါဘူး။ကဲဒါဆိုလို့ရှိရင်ဘယ်လိုတွေကွာခြားကြတာလဲ။ very သူက a lot အလွန်ဆိုတဲ့အရန်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။သူဒီ adjective ကို strong ဖြစ်သွားစေပါတယ်။ဒါဆိုရင်နမူနာစာကြောင်းလေးရေးကြည့်ကြအောင်နော်။သူကအရန်လာတယ်။ဒါဆိုရင် she's very pretty ဒီမှာvery ဒီ pretty adjective နဲ့တွဲပြီးတော့သုံးထားပါတယ်ဒီမှာသူဒီ positive ကိုပဲပြောချင်တာပါ very ကိုသုံးလိုက်တာလေစာကြောင်းမှာ adjective ကိုပို့ပြီးတော့ strong ဖြစ်သွားစေတယ်လေးနက်သွားစေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလိုက်တာပါနောက်တစ်ခုက to သူကအလွန်အမင်းလဲပဲဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကတော့ too much အလွန်အမင်းလို့ပြောတာပါဒီဟာဒီသူဒီပြဿနာတော့ဖြစ်စေနိုင်လောက်တဲ့အထီကိုသူကမကောင်းတဲ့အဓိပ္ပာယ်နဲ့ပြောချင်တဲ့အချိန်တွေမှာ too အလွန်အမင်းအလွန်အကျွံဆိုတဲ့အဓိပ္ပာယ်နဲ့ဆိုရင်တော့ too ကိုသုံးပါတယ်ဥပမာ He's too busy to call me သူငါ့ကိုဖုန်းဆက်ဖို့ကိုအရန်နေအလုပ်များနေတာလေဒါဆိုလို့ရှိရင်ဒီမှာပါတဲ့ too ဒီအလွန်အမင်း negative ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ဥပမာအနေနဲ့ It's too hot ရမ်းပူတယ် We can't go out ငါတို့အပြင်သွားလို့မရဘူးဒါဆိုရင်လေဒီမှာ hot ကိုမှ too နဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်သူဒီ negative သဘောနဲ့ပြောထားတာပါအရန်ပူလွန်းလို့ဘယ်မှတော့မသွားရဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာမျိုးပေါ့နော်ဒါဆိုရင်တော့ very ဒီ positive ဖြစ်ပြီးတော့ too ဒီ negative ဖြစ်တယ်ဆိုတာကိုကွဲပြားသွားမှာပါဒါဆိုရင်နောက်ဆုံးစကားလုံးကတော့ so သူကလည်းအလွန်အရန်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့သူ့ကိုဘယ်အချိန်မှာသုံးလဲဆိုရင် emotion ကိုဖော်ပြတဲ့နေရာတွေမှာသုံးပါတယ်အရန်ပဲဆိုပြီးတော့စိတ်လှုပ်ရှားတာမျိုးအားသင့်သွားတဲ့ဟာမျိုးမှာသုံးပါတယ်ဥပမာအားဖြင့် She's so beautiful ဒီမှာဆိုရင်အရန်လှလို့အားသင့်သွားတယ်excited ဖြစ်သွားတယ် surprise ဖြစ်သွားတယ်ဒီလိုအခြေအနေမျိုးနဲ့သုံးရဖြစ်ပါတယ် so နောက်ထပ်နမူနာစာကြောင်းလေ့လာကြည့်ကြရအောင်နော်ဒီရုပ်ရှင်ကအရန်ကောင်းတယ်ဒါဆိုရင်ရောဘယ်လိုပြောမလဲ The movie is so good ဒီနေရာမှာကြာရင် so ကိုသုံးထားတာတွေ့မှာပါဒီမှာဒီပြောချင်တာဒီ The movie is so good ရုပ်ရှင်ကအရန်ကောင်းတယ်ဆိုတာမျိုးစိတ်လှုပ်ရှားစွာအားသင့်စွာနဲ့ပြောတဲ့ဟာမျိုးမို့လို့ so ကိုသုံးထားတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် very to so ဒီသုံးလုံးကိုသုံးတဲ့အခြေအနေနဲ့ကွဲပြားချက်တွေကိုရှင်းရှင်းလင်းလင်းနားလည်သွားကြမယ်ဖြစ်ပါတယ်ဒါဆိုရင်ဒီစာကြောင်းလေးတွေကိုကွက်လက်ဖြည့်ကြည့်ကြရအောင်နော်ဒီဗီဒီယိုလေးကမိမိတို့အကျိုးရှိရဆိုလို့ရှိရင် like and share လေးလုပ်သွားပေးပါရှင် comment မှာရှိတဲ့ Facebook page လေးကိုလည်း like လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်